အားလုံးပဲမင်္ဂလာပါရှင်ကျမနီနာပါကိုရီနီနာမှာကြိုဆိုပါရစေဆိုတော့ဒီနေ့ပြပြချင်တဲ့အကြောင်းအရာကတော့ကျေးဇူးတင်စိတ်ထားရှိခြင်းနဲ့ပတ်သက်ပြီးတော့ခါကြတော့ဆွေးနွေးတင်ဆက်ပေးမှာဖြစ်ပါတယ်ကျေးဇူးတင်စိတ်ထားရှိတာကောင်းလားဆိုတော့အရင်ကောင်းတဲ့ထဲမှာပါဝင်နေပေါ့နော်ဆိုတော့ဒီမှာဆိုရင်ကျမအချက်၃ချက်နဲ့ပြပြပေးမယ်ပေါ့နော်တပါးသူပေါ်ကျေးဇူးတင်စိတ်ထားရှိတာကိုကျေးဇူးတင်စိတ်ထားရှိရနဲ့အကြောင်းအရာတစ်ခုပေါ်မူတည်ပြီးတော့ကျေးဇူးတင်စိတ်ထားရှိခြင်းဆိုတဲ့အချက်၃ချက်ကိုကျမပြပြပေးပါမယ်ပထမတစ်ချက်ပေါ့နော်တပါးသူပေါ်ကျေးဇူးတင်စိတ်ထားရှိရပေါ့နော်ဒါကတော့ရှင်းနေပေါ့နော်ကျမတို့ဖြစ်စီတစ်ခုခုကိုဝယ်တယ်အဲ့ဒီအချိန်ဒီမှာဆိုရင်ကျမတို့ကရောင်းသူဘက်ကနေပြီးတော့ကျေးဇူးတင်ပါတယ်လို့ပြောတာရှိရလीเนาะအဲ့လိုပဲဝယ်သူဘက်ကနေလည်းကျေးဇူးတင်တယ်လို့ပြန်ပြောကြတာရှိရဟုတ်အဲ့ဒီအချိန်မှာဆိုကျမတို့စဉ်းစားလို့ရတယ်ပေါ့နော်ဝယ်သူဘက်ကနေကျေးဇူးတင်တယ်လို့ဘာလို့ပြန်ပြောတာလဲပေါ့နော်အဲ့လိုဆိုကျမအနေနဲ့ပဲပြောပြမယ်ဒါကတော့ကျမဝန်ဆောင်မှုတစ်ခုကိုစိတ်ကြည်နဲ့သွားတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ပြန်ပြောရခြင်းဖြစ်တယ်ပေါ့နော်အဲ့လိုဆိုဟုတ်ပြီနောက်တစ်ချက်မိမိကိုယ်ကိုကျေးဇူးတင်စိတ်ထားရှိရအောင်အရေးပါလားပေါ့နော်ကျမအနေနဲ့ဆိုရင်ပထမဆုံးကျမမနဲ့မိုးလင်းလာပြီဆိုတာနဲ့ကျမမျက်နှာတပြားရှိကိုပြီးလမ်းလျှောက်တာမျိုးလုပ်တယ်ပေါ့နော်ခုနကပိုင်းမှာဆိုကျမကြီးထိန်းတယ်အဲ့လိုဆိုတော့ခါကြတော့ဒီမှာဆိုရင်ဒီမှာနေ့ရက်တာနှုတ်ထားခွင့်ရှိရတဲ့အတွက်ငါစူးစမ်းခွင့်ရှိရနှုတ်ထားရတဲ့အတွက်ကျေးဇူးတင်တယ်ဒါကတော့လူတိုင်းလုပ်ချင်မှလည်းလုပ်လိမ့်မယ်လုပ်တဲ့လူလည်းများကောင်းများလိမ့်မယ်ပေါ့နော်ဒါပေမဲ့ဒီလိုမျိုးစိတ်ထားရှိရကျမတို့ဘာပြောင်းလဲသွားလဲပေါ့နော်အရင်တော့ကျမဒီလိုမလုပ်ခဲ့ဘူးဒီလိုလုပ်ခဲ့တဲ့နောက်ပိုင်းမှာဆိုတနေ့တာလုံးမှာလည်းတက်ကြော်လန်ဆန်းစာကိုစိတ်ခွန်အပီပြီးသားဖြစ်သွားတယ်ပြီးတော့ခါကျတနေ့တာလုံးရဲ့အလုပ်တွေကိုလည်းစိတ်ခွန်အပြည့်နဲ့လုပ်နိုင်နေဆိုတာတွေ့ရတယ်ပေါ့နော်ဒါကတော့စမ်းသက်ကြည့်ပါပေါ့နော်စမ်းသက်ကြည့်လို့တော့မမာတဲ့အရာပေါ့နော်အဲ့လိုဆိုတော့နောက်ထပ်တစ်ချက်ပေါ့နော်နောက်ထပ်တစ်ချက်ကကြတော့အကြောင်းအရာတစ်ခုပေါ်မူတည်ပြီးတော့ကျမတို့ကျေးဇူးတင်စိတ်ထားရှိရပါတော့အဲ့ဒါခါကျတော့ဘာကိုပြောချင်တာလဲဆိုတော့ကျမနဲ့ပဲပြောပြမယ်နော်ပေါ့နော်အရင်တော့ဆိုရင်ကျမကဒီနေရာတစ်ခုကနေပြီးတော့ပိုကောင်းမွန်တဲ့နေရာတစ်ခုတက်လန်းချင်တယ်ပြီးတော့ခါကျတော့ဒီအချိန်ကြီးကနေပြီးတော့ပိုမိုတိုးတက်ကောင်းမွန်ချင်တယ်လို့ပြောတဲ့အခါမှာကျမကိုတချို့မဖြစ်နိုင်ပါဘူးဒီအချိန်ကြီးကနေတိုးတက်ကောင်းမွန်လာဖို့မဖြစ်နိုင်သေးဘူးနှစ်ပုံစံကဖြစ်မှာမဟုတ်ဘူးဆိုတာမျိုးနဲ့ကိုယ်စိတ်ကိုတင်ရင်ဝါစီတဲ့အပြောဆိုတွေဝေဖန်မှုတွေကိုတွေ့ရတယ်ပေါ့နော်ဒါပေမဲ့ဒီအချိန်ဒီမှာဆိုရင်အစကတော့ကျွန်မဝမ်းနဲ့ကောင်းဝမ်းနဲ့တယ်ပေါ့နောက်ပိုင်းမှာပြန်လဲသုံးသပ်တဲ့အခါမှာငါဘာ skill တွေလိုအပ်နေရလဲဒါမှမဟုတ်ဘာတွေပို့ပြီးတော့ဖြည့်စွက်ဖို့လိုအပ်နေရလဲဆိုတာကျွန်မစဉ်းစားမိရပေါ့နော်စဉ်းစားမိတဲ့အချိန်မှာဆိုအရင်တော့ဖြစ်ချင်တဲ့အရာထက်အခုဆိုရင်ခြေတလန်းပို့ပြီးတော့တက်လန်းလာနိုင်ပြီဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကျမတို့ကစဉ်ဆက်မပြတ်ကြိုးစားနေရမယ်ဆိုတော့မမေ့တင်ဘူးနောက်ပြီးတော့အစတွေကိုဘယ်တော့မှမမေ့တင်ဘူးပေါ့နော်ကျမတို့ကြိုးစားမှုကတော့ဘယ်နေရာပဲရောက်ဆက်လက်ပြီးတော့လှုပ်ဆောင်နေရမှာဖြစ်တယ်ပေါ့နော်ဒါပေမဲ့အဲ့လိုဝေဖန်သုံးသပ်ခဲ့တာကြောင့်ကျမဒီနေရာကိုရောက်လာရတယ်ပေါ့နော်အဲ့ဒီဟာအတွက်သူတို့ရဲ့ဝေဖန်သုံးသပ်မှုတွေ feedback တွေပဲဖြစ်ဖြစ်ပြစ်တင်ရှုတ်ချမှုတွေကပဲဖြစ်ဖြစ်ကျမကိုတက်ပြောင်းလဲစေရဖြစ်လို့ကျေးဇူးတင်နေဆိုတာမျိုးပေါ့နော်အားကြောင့်မို့လို့ကျမတို့ဘဝမှာဆိုရင်ကိုယ့်ကိုယ်လည်းကျေးဇူးတင်ဖို့မမေ့ပါနဲ့ဆိုတာကိုလည်းကျမကပြောချချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် see you